ကြည့်ရှုနေတဲ့သူများအားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာကတော့ကျွန်တော်ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့မှဒီဥပဒေပေါ်မှာကျွန်တော်လေ့လာရသလောက်ဥပဒေဘုဒ္ဓအလုံးငါပြန်လည်မျှဝေထားပေးတဲ့ဗီဒီယိုဖြစ်ပါတယ်ရှင်းပါလဲကျွန်တော်ဗီဒီယိုနှစ်ခုတင်ပေးထားပါတယ်ဗီဒီယိုကလည်းတစ်ခါတင်လို့ရှိရင်ကျွန်တော်ဆင်သစ္စာပဲတင်လို့ရတာကြတော့ဗီဒီယိုတစ်ခုထဲမှာဒီဥပဒေတစ်ခုလုံးကိုပြည့်စုံအောင်မျှဝေပေးဖို့ကအခက်အခဲရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုလေးကိုပိုင်းပြီးတော့မှသူ့ပိုင်းလိုက်လေးနဲ့သူပြည်သိတဲ့ဥပဒေဘုဒ္ဓလေးတွေကျွန်တော်မျှဝေထားပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဘယ်ကြောင့်လဲပတ်သက်တဲ့ဟာကိုကျွန်တော်ပြောပြမယ်လို့ရှိရင်ဒီပြည်သူ့မှုတာစည်ရင်လာအောက်တာတွေရှိတယ်ပေါ့နော်အိမ်မှာလာပြီးစည်ရင်ပြုစုတာတွေရှိတယ်အဲ့ဒီလိုလာပြုစုတဲ့အချိန်မှာကိုယ့်အိမ်မှာရှိတဲ့ဒီစစ်မှုထမ်းဆောင်ခြင်းအလို့မှာအကျိုးဝင်နေတဲ့သူတွေကတနေ့တစ်ချိန်မှာသွားပြီးအလုပ်လုပ်နေတဲ့လူတွေရှိမယ်တချို့ပြည်ပမှာထွက်ပြီးအလုပ်လုပ်နေတဲ့လူတွေရှိမယ်ဒီလိုအလုပ်လုပ်နေတဲ့လူတွေနဲ့ပတ်သက်ပြီးတော့လက်ရှိမှာအိမ်မှာမရှိဘူးဆိုလို့ရှိရင်အိမ်မှာရှိတဲ့မိသားစုတွေကအခုကျွန်တော်ပြောပြမဲ့ဘုသူတ္တရှိမထားဘူးဆိုလို့ရှိရင်ဒါစိုးရိမ်ကြောက်ကြမှုတွေပေါ့နော်အဲဒီအိမ်မှာခုနေကစမှုထမ်းဆောင်မှုအတွက်အကျုံးဝင်တဲ့သူကရိုးရိုးသားသားနဲ့သူကတနေရာမှာသွားအလုပ်လုပ်တယ်တနေ့ရေးမှာသွားအလုပ်လုပ်တယ်ပြည်ပမှာရှိရင်လည်းရှိနေမယ်ဒီလိုအခြေအနေမျိုးတွေမှာစိုးရိမ်ကြောက်ကြမှုတွေဖြစ်ပြီးတော့မှဒီမလိုလားတဲ့အခက်အခဲတွေကြုံတွေ့လာမှာဆိုတဲ့အတွက်ကြောင့်မလို့ဒီဥပဒေဘုသူတ္တလေးကိုကျွန်တော်မျှဝေရခြင်းဖြစ်ပါတယ်အဲ့တော့ပြည်သူ့မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့မိသားစုဝင်တရားတော်ကစည်ရင်လာတော့တဲ့အချိန်မှာအိမ်မှာမရှိဘူးခုနကကျွန်တော်ပြောသလိုပေါ့တနေရာမှာတနေ့တစ်ချိန်မှာသွားပြီးတော့မှအလုပ်လုပ်နေတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်ဒီပြည်သူ့မှုထမ်းဤဥပဒေများပုံမှန်33မှာဘာဖော်ပြထားလဲဆိုရင်ပုံမှန်33ရဲ့ကာကြီးမှာဥပဒေပုံမှန်9ပုံမှန်ဝယ်ကာကြီးရာစစ်မှုထမ်းမီအသက်အရွယ်ရောက်သူနိုင်ငံသားတိုင်းကိုမှတ်ပုံတင်စည်ရင်သွင်းရန်စစ်ခေါ်ခြင်းခံရသူသည်လာရောက်တဲ့ပို့ရန်ပြက်ကွက်ပါကမြို့နယ်အဖွဲ့သည်ပြက်ကွက်သူ၏မိသားစုထံတွားရောက်စုံစမ်းရမည်အဲ့တော့လာရောက်တဲ့ပို့ဖို့အတွက်ကိုဆင့်ခေါ်လိုက်တယ်ဆင့်ခေါ်တဲ့လူကခုနေရတော့ပေါ့အိမ်မှာမရှိဘူးတနေ့တစ်ချိန်မှာသွားလုပ်နေတယ်လက်တလောလာဖို့လေသူ့မှာလက်တလောချက်ချင်းရောက်လာဖို့လေအခက်အခဲရှိနေတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာလာတဲ့ပို့ဖို့ပြက်ကွက်တယ်ဆိုလို့ရှိရင်ဒီမြို့နယ်အဖွဲ့ကမိသားစုထံကိုတွားရောက်စုံစမ်းရမယ်ပြက်ကွက်သူ၏မိသားစုတို့ဒီပြက်ကွက်သူ၏မိသားစုတို့သည်ဆင့်ခေါ်ခြင်းခံရသူမှာမိသည့်အကြောင်းကြောင့်ပြက်ကွက်နေသည်သို့မဟုတ်မိသည့်နေရာဒေသသို့ရောက်ရှိနေသည်ကိုခိုင်လုံသည့်ထောက်ထားများနှင့်အတူတင်ပြ၍ကိုယ်စားမှတ်ပုံတင်စည်ရင်တွင်းရန်သတင်းပို့ရမည်အဲ့တော့ဒီမိသားစုဝင်တရားရောက်ကကိုမိသားစုဝင်တရားရောက်ကအိမ်မှာမရှိဘူးခုနကကျွန်တော်အစောပိုင်းရှင်းပြခဲ့သလိုမရှိရတဲ့အကြောင်းဒီဘာကြောင့်မရှိတာလဲဘယ်ကိုရောက်နေလဲဘာလို့လုပ်နေလဲဆိုရင်ဘာလို့လုပ်နေလဲပေါ့နော်ဘယ်ကိုရောက်နေလဲဒီဘယ်ဒေသမှာရောက်ရှိနေတယ်စသဖြင့်ခိုင်လုံတဲ့အထောက်အထားတွေနဲ့အတူတင်ပြပြီးတော့မှအဲ့ဒီစစ်ခေါ်ခြင်းခံရတဲ့သူရဲ့ကိုယ်စားမှတ်ပုံတင်စရင်တင်သွင်းဖို့အတွက်သတင်းပေးပို့ရမှာဖြစ်တယ်အဲ့တော့ပုံမှန်33ခဝင်းမှာခဝင်းကိုမပြောခင်မှာခုနကကာကြီးဖော်ပြချက်ပေါ့နော်ကာကြီးဖော်ပြချက်နှစ်ချုပ်ကပါလဲဆိုတော့ဒီမျိုးနယ်အဖွဲ့ကနေပြီးတော့ဒီစစ်မှုထမ်းစရင်ပေးသွင်းမှုအတွက်စဉ်းစားစာပို့လိုက်မယ်စာပို့လိုက်တဲ့အချိန်မှာအဲ့ဒီလူကအိမ်မှာမရှိဘူးတနေ့ချင်းမှရောက်နေတယ်လက်တော်ဆက်သွယ်ဖို့လည်းအခက်အခဲရှိတယ်အဲ့တော့မြို့နယ်အဖွဲ့ကိုသွားပြီးတော့မှသတင်းပို့ဖို့အတွက်ပြက်ကွက်တယ်ပြက်ကွက်နေတဲ့အချိန်မှာမြို့နယ်အဖွဲ့ကလည်းအိမ်နိုင်ရောက်လာပြီးတော့စုံစမ်းမယ်စုံစမ်းတဲ့အချိန်မှာဒီမိသားစုအိမ်မှာရှိတဲ့မိသားစုဝင်နေနဲ့ဒီဥပဒေပေါ်မှာ33ကကြီးပါဖော်ပြချက်များအရဒီစစ်မှုထမ်းဆောင်အကျုံးဝင်တဲ့လူဒီတနေ့တစ်ချိန်ကိုရောက်နေတယ်ဘယ်ဒေသကိုရောက်နေတယ်ဘယ်အကြောင်းနဲ့ရောက်နေတယ်စသဖြင့်ခိုင်လုံတဲ့အထောက်အထားတွေတင်ပြပြီးတဲ့အချိန်မှာခုနကစည်ရင်ပေးဖို့သတင်းပို့ဖို့တာဝန်ရှိတဲ့သူရဲ့ကိုစားမိသားစုဝင်ကနေပြီးတော့မှကိုစားမှတ်ပုံတင်စည်ရင်တွင်းနိုင်တယ်မှတ်ပုံစင်တင်သွင်းနိုင်တယ်အဲ့ဒီလိုမှတ်ပုံကိုစားမှတ်ပုံတင်စည်ရင်တင်သွင်းလို့ရတဲ့ပုံစံလေးကိုလည်းချထားပြီးသားဖြစ်တယ်ဒီပြည်သူ့မှုထမ်းဥပဒေရဲ့နောက်ဆက်တွဲပုံစံများမှာဒီကာယရှင်မဟုတ်ဘဲနဲ့ကာယရှင်ရဲ့ကိုစားမိသားစုတွေကနေပြီးတော့မှနော်မိသားစုတွေကနေပြီးတော့မှမှတ်ပုံတင်စည်ရင်ပေးသွင်းမှုသွင်းလို့ရတဲ့ပုံစံလေးလည်းချပေးထားပြီးဖြစ်ပါတယ်အဲ့တော့ဒါဥမာ33ကာကြီးရဒီမိသားစုဝင်တွေကခုနကစစ်ခေါ်ခြင်းခံရတဲ့သူကိုယ်တိုင်မှတ်ပုံတင်စည်ရင်မတင်သွင်းနိုင်သေးဘူးဆိုရင်မိသားစုဝင်တွေကတောင်းခံပြီးတော့မှကိုယ်စားမှတ်ပုံတင်စည်ရင်တင်သွင်းသတင်းပေးပို့ရမယ်သတင်းပေးပို့လို့ရတယ်ဆိုပြီးပုံမှန်33ကာကြီးမှာဖော်ပြထားခြင်းဖြစ်ပါတယ်အဲ့တော့ပြည်သူ့စစ်မှုထမ်းဥပဒေပြည်သူ့စစ်မှုထမ်းဥပဒေပုံမှန်33ခါဝင်းမှာတော့ခုနကကာကြီးရဲ့အဆက်ပေါ့နော်ခါဝင်းမှာတော့ပြက်ကွက်နေသူမိသားစုဝင်တူကဤဥပဒေခွဲကကြီးကိုလိုက်နာခြင်းမရှိနေဖြစ်စေခိုင်လုံသောအထောက်အထားစုံတရားပြင်ပြနိုင်ခြင်းမရှိနေဖြစ်စေသတင်းပို့ရန်ပြက်ကွက်နေသူသည်ပြည်သူ့စစ်မှုထမ်းခြင်းကိုရှောင်လွှဲခြင်းဖြင့်ပုံမှန်23ပုံမှန်ခွဲကကြီးကိုဖောက်ပြကျူးလွန်သည်ဟုမှတ်ယူရမည်အဲ့တော့
ဒီပြက်ကွက်နေတဲ့လူကရှိသွားပြီသွားတဲ့မပို့နိုင်ဘူးအဲ့တော့ခုနကမြို့နယ်အဖွဲ့သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကလာပြီးစုံစမ်းတယ်လာပြီးစုံစမ်းတဲ့အချိန်မှာဒီမိသားစုဝင်တူဦးကနေပြီးတော့ခုနကကျွန်တော်ဖတ်ပြခဲ့တယ်ဒီဥပဒေဥမာဝယ်ကကြီးပါဖော်ပြချက်တွေအတိုင်းလိုက်နာဆောင်ရွက်ခြင်းမပြုနိုင်ဘူးဘယ်ရောက်နေဆိုတဲ့ခိုင်လုံတဲ့ထောက်ထားလည်းမပြောနိုင်ဘူးတင်ပြနိုင်ခြင်းမရှိဘူးနော်ခိုင်လုံတဲ့ထောက်ထားဆုံးကြတင်ပြနိုင်ခြင်းမရှိဘူးဘယ်ရောက်နေလဲဆိုတော့လည်းအကျိုးတင်အကြောင်းတင်အထောက်ထားဆုံးတဲ့ဖော်ပြနိုင်ခြင်းမရှိခဲ့ဘူးဆိုလို့ရှိရင်တော့အဲ့လိုသတင်းပို့ရတက်ွက်တဲ့သူကပြည်သူ့စစ်မှုထမ်းချင်းကိုရှောင်လဲခြင်းဖြင့်ဥပဒေပုံမှန်23ပုံမှန်ဝယ်ကကြီးကိုဖောက်ဖျက်ကျူးလွန်တယ်လို့မှတ်ယူပါမယ်အဲ့ဒီလိုမျိုးပြက်ကွက်မှုဘာထောက်ထားမှလည်းမပြနိုင်ဘူးဆိုတဲ့အခြေမျိုးကြမှာပါလေပုံမှန်ဥပဒေပုံမှန်23ပုံမှန်ဝယ်ကကြီးကိုဖောက်ဖျက်ကျူးလွန်တယ်လို့မှတ်ယူရမှာဖြစ်တယ်အဲ့တော့ဥပဒေပါဖော်ပြချက်တွေအရကိုမိသားစုဝင်တို့ဦးဒီပြန်ပြီးတာကျွန်တော်နှစ်ချုပ်ပြောပြတာပါမိသားစုဝင်တို့ဦးကတနေ့တစ်ချိန်မှာသွားလို့လုပ်နေတယ်နိုင်ငံခြားမှာသွားလို့လုပ်နေတယ်လာစစ်တဲ့အချိန်မှာနော်ဒီစစ်ပေါ်ချင်းခံရတဲ့လူကိုယ်တိုင်သတင်းပို့ဖို့အခက်အခဲရှိနေတယ်ဆိုရင်ခုနကပြောရတယ်လို့ကိုရောက်ရှိနေတဲ့ဒေသဘယ်လိုအကြောင်းကြောင့်ရောက်နေတယ်စသဖြင့်အကျိုးကြောင့်ခိုင်ခိုင်မာမာနဲ့ဖော်ပြပြီးတော့မှကိုစားစင်းတဲ့ပုံစံမှာစင်းသွင်းခြင်းအဖြစ်ဒါဥပဒေကိုလိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်လို့ဥပဒေဘုဒ္ဓအလို့မှာကျွန်တော်ပြောပြရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်